မင်္ဂလာပါဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ဒီနေ့မှာတော့ဗုဒ္ဓဘာသာဝင်တိုင်းအတွက်အလွန်အရေးကြီးတဲ့နေ့တစ်နေ့ဖြစ်တဲ့ဝါဆိုလပိနေ့အကြောင်းကိုအတူတကွဆွေးနွေးတော့ကြပါမယ်ဝါဆိုလပိနေ့ရောက်လာတာဘုရားကျောင်းရည်ပင်ပေါ်မှာပိုင်းရည်နဲ့တွေမွေးပြက်လာပါတယ်ရှင်မီးအလင်းတွေတောက်ပလာတယ်ဘုရားကျောင်းတွေမှာတီလာယူသူတွေတရားနာသူတွေဝါဆိုတင်ကန်းကတ်သူတွေကုသိုလ်ကောင်းမှုပြုလုပ်သူတွေများပြားလာပါတယ်ဒီလိုမြင်ရတဲ့အခါမှာစိတ်ထဲမှာမဲခွန်းတစ်ခုပေါ်လာပါတယ်ဝါဆိုလပိနေ့ရဲ့အတိတ်ပဲအစစ်ကပါလဲဒီနေ့ဟာမြတ်စွာဘုရားရှင်ကဗာယနာတိပိဣတိပဒါနမြေကတာဝမှာပင်စဝဂီ၅ပါးကိုပထမဆုံးတရားတော်ဖြစ်တဲ့ဓမ္မစကပဝတ္တနာတုတ်ကိုဟောကြားတော်မူခဲ့တဲ့နေ့ဖြစ်ပါတယ်အဲ့ဒီနေ့ကစပြီးတော့ဘုရားရှင်ကိုယ်တိုင်သိမြင်တော်မူခဲ့တဲ့တရားတော်ဟာလောကထဲကိုစတင်ပြီးတော့ပြည့်နှက်လာခဲ့တာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနေ့ကိုဓမ္မစကြာလှည့်တော်မူသောနေ့လို့ခေါ်ကြတာဖြစ်ပါတယ်ဓမ္မမိတ်ဆွေတို့မြတ်စွာဘုရားရှင်ဟာဓမ္မညုံတဉာဏ်တော်ရရှိပြီးနောက်ငါတယောက်တိလွတ်မြောက်ရင်လုံလောက်ပြီလို့မတွေးခဲ့ပါဘူးဒုက္ခခံစားနေတဲ့တတဝါအလုံးလွတ်မြောက်နိုင်ဖို့အတွက်လမ်းညွှန်တော်မူခဲ့ပါတယ်အဲ့ဒီလမ်းကိုပထမဆုံးဟောပြခဲ့တဲ့နေ့ကတော့ဝါဆိုလပိနေ့ပဲဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကတရားဟောတဲ့အခါအရင်ဆုံးသတိပေးတာကအစွန်းနှစ်ပါးကိုမလိုက်ပါနဲ့ဆိုတာပါတစ်ဖက်ကကာမဂုဏ်အာယုန်နောက်ကိုလိုက်ပြီးအပြောအပါဒနိမြုပ်နေခြင်းဖြစ်ပြီးတော့နောက်တစ်ဖက်ကကိုအလွန်အကျွံညှင်းဆဲပြီးတော့ဒုက္ခပေးနေခြင်းပဲဖြစ်ပါတယ်ဒီနှမျိုးလုံးဟာလွတ်မြောက်ရလမ်းမဟုတ်ဘူးလို့မြတ်စွာဘုရားရှင်ဟောတော်မူခဲ့ပါတယ်ဒါကြောင့်အလေလန်းကိုစောက်ကြဖို့တွင်တင်တော်မူခဲ့ပါတယ်အလေလန်းဆိုတာဘာမှမလုပ်ပဲအလေမှာနေနေတာကိုမဆိုလိုပါဘူးပညာနဲ့ဆုံးဖြတ်တတ်တဲ့ဘဝတီလာနဲ့အသက်ရှင်တဲ့ဘဝဓမ္မာရီနဲ့စိတ်ကိုထိန်းတဲ့ဘဝပညာနဲ့အမှန်ကိုမေးတဲ့ဘဝကိုဆိုလိုတာဖြစ်ပါတယ်ဓမ္မမိတ်ဆွေတို့ဒီတရားတော်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကလူတွေအတွက်သာမဟုတ်ပါဘူးဒီနေ့ကျွန်တော်တို့အတွက်လည်းအလွန်အရေးကြီးပါတယ်ဒီနေ့ခက်မှာဖုန်းကိုနိုင်ပေါင်းများစွာသုံးနေတတ်ကြတယ်လူမှုကွန်ရက်ထဲမှာလူကြိုက်များဖို့စူးစမ်းရင်းနဲ့စိတ်ပင်ပန်းလာတတ်ကြတယ်ငွေအာဏာအောင်မြင်မှုနောက်ကိုလိုက်ရင်းနဲ့စိတ်ငြိမ်သက်မှုပျောက်သွားတတ်တယ်ဒါဟာအစွန်းတစ်ဖက်ပါနောက်တစ်ဖက်မှာအမှားနဲ့တကူလုံးမိတာနဲ့ကိုမုန်းတတ်တယ်အလုပ်တွေများလို့နားကျင်တော့မပေးနိုင်တော့ဘူးဒါဟာအစွန်းတစ်ဖက်ပါပဲမြတ်စွာဘုရားကအစွန်းတစ်ဖက်ကြားကအလေလန်းကိုရှော့ဖို့တွင်တင်တော်မူခဲ့ပါတယ်အဲ့ဒီအလေလက်လန်းကိုအရိယမဇ္ဇဉ်7ပါးလို့ခေါ်ပါတယ်ဓမ္မဒိဋ္ဌိအမှန်ကိုမြင်ဖို့ဓမ္မသင်္ကပ္ပကောင်းတဲ့ရည်ရွယ်ချက်ထားဖို့ဓမ္မဝါစာမှန်ကန်တဲ့စကားကိုပြောဖို့ဓမ္မကမ္မန္တကောင်းတဲ့လုပ်ရက်လုပ်ဖို့ဓမ္မအာဇီဝတန်ဆင်းတဲ့အသက်မွေးမှုကိုရှာဖို့ဓမ္မဝေယမမကောင်းမှုတွေကိုလျှော့ပြီးကောင်းမှုတွေကိုတိုးဖို့ဓမ္မတတိကိုယ်စိတ်ကိုအမဲတိနေဖို့ဓမ္မတမာရိစိတ်ကိုတင်းငင်အောင်လေ့ကျင့်ဖို့ဒီ7ပါးဟာစာအုပ်ထဲမှာမှတ်ထားရမယ့်အရာတွေမဟုတ်ပါဘူးနေ့စဉ်ဘဝမှာလက်တွေ့ကျင့်ရမယ့်လမ်းစဉ်တွေဖြစ်ပါတယ်မဲဆွေတို့တရားဟောပွဲအစုံမှာအရှင်ကောဏညမန္တေဟာဓမ္မမျက်စိပွင့်ခဲ့ပါတယ်ဖြစ်ပေါ်လာသမျှအရာအလုံးဟာတနေ့ချုပ်ပြောက်ရမယ့်သဘောရှိတယ်ဒီတရားကိုသိမြင်သွားခဲ့တာပါဒီတရားကကျွန်တော်တို့ဘဝအတွက်လည်းအလွန်အရေးကြီးပါတယ်ဝမ်းသာမှုလည်းမတည်မဲဘူးဝမ်းနည်းမှုလည်းမတည်မဲဘူးချမ်းသာခြင်းလည်းမတည်မဲဘူးဆင်းရဲခြင်းလည်းမတည်မဲဘူးတွေးဆုံခြင်းရှိရင်တနေ့ခွေးခွာခြင်းလည်းရှိမယ်ဒါကိုနားလေတဲ့အခါလောဘလည်းလျှော့လာမယ်ဒေါသလည်းလျှော့လာမယ်မောဟလည်းလျှော့လာမယ်ဝါဆိုလပိနဲ့နောက်ပိုင်းကစပြီးဝါတွင်း3လစတင်ပါတယ်ဒီကာလမှာတန်ဃာတော်တွေဟာဝါကပ်ပြီးတော့တရားအားထုတ်ကြပါတယ်လူပုဂ္ဂိုလ်တွေရဲ့အတွက်လည်းဒီ3လကိုဘဝပင်စင်တဲ့အချိန်အဖြစ်အသုံးချနိုင်ပါတယ်တီလပူဆောင်မယ်တရားပူနာမယ်တရားစာပူဖတ်မယ်မိဘကိုပူယူသိမယ်စကားကိုပူတရိထားမယ်ဒေါသကိုလျှော့မယ်အကုသိုလ်တွေကိုလျှော့မယ်ကုသိုလ်တွေပူလို့မယ်ဒီလိုတန်တိတ်တန်လေးတွေကဝါတွင်းကိုအတိတ်ပဲရှိစေပါတယ်နောက်ဆုံးအနေနဲ့ဒီဝါဆိုလပိနေ့မှာပန်းကတ်တဲ့အခါကိုယ်စိတ်လေးပန်းလို့မွေးကြိမ်ပါစေရေချမ်းကတ်တဲ့အခါကိုယ်စကားလည်းလူတွေကိုအိတ်ချမ်းလာပါစေစီမင်းကတ်တဲ့အခါကိုယ်နှလုံးသားထဲကမောဟအမှောင်တွေကိုပညာအလင်းနဲ့ဖယ်ရှားနိုင်ပါစေဝါဆိုတင်ကန်းကတ်တဲ့အခါမှာတန်ဃာတော်တို့ရဲ့တီလဝိနည်းကိုကြည်ညိုပြီးခုဘဝထဲမှာလည်းတီလကိုပုံမူတိဆောက်နိုင်ပါစေဝါဆိုလပိနေ့ရဲ့အနှစ်သာရဟာဘုရားကျောင်းကိုတွားရုံတည်းမဟုတ်ပါဘူးတရားတော်ကိုကိုယ်နှလုံးသားထဲမှာထည့်သွင်းပြီး
ခုဘဝထဲမှာဓမ္မစကြာကိုဆက်လက်လှေပတ်စေဖို့ဖြစ်ပါတယ်အားလုံးပဲဖရာတရားတန်ကယရနာတောင်းပါရဲ့ဂုဏ်ကျေးဇူးကြောင့်ကိုစိတ်နှပြချမ်းသာပြီးတော့ကုသိုလ်တရားများတိုးပွားနိုင်ကြပါစေ